Hello guys အားလုံးပဲမင်္ဂလာပါ brother တွေကျွန်တော် PC view လုပ်နေလေပြောပြပါဆိုလို့ကျွန်တော်လာပြောပြတာပဲဖြစ်ပါတယ်တည့်ရသူတွေကတော့ကြော်သွားပါနော်အရင်ဆုံးကျွန်တော်ဖုန်း setting တွေကိုသွားမယ်ပြီးတော့ my device တွေကိုသွားလိုက်မယ်ဗျာပြီးရင်အောက်မှာဟိုမှာ digital info and space ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုချက်နှိပ်လိုက်မယ်Okay အဲ့ထဲကိုရောက်ပြီဆိုရင် browser တွေမှာ OS version ဆိုတာရှိတယ်အဲ့ဒါလေးကို8ချက်လောက်နှိပ်လိုက်မယ်ဗျာကျွန်တော်ကတော့ W ဖွင့်ပြီးသားဆိုတော့မလို့ပြီးကြရင်အောက်က additional setting တွေကိုသွားမယ်ပြီးရင်ဟိုအောက်ဆုံးဆွဲချလိုက်ဗျာအမှ W ကအပိုင်းလဲဆိုတာရှိတယ်အဲ့တော့နှိပ်ပြီးကျွန်တော်တို့ဟိုအောက်ဆုံးဆွဲချမယ်ဟိုအောက်ဆုံးမှာအဲ့မှာကျွန်တော်ဖွင့်ထားတဲ့5ခုတွေ့လာအမှ force always on internet ပြီးတော့Alpha non recycle in multi window ရဲ့အဲ့ကြားရဲ့ဟာတွေအကုန်လုံးကိုဖွင့်ပေးလိုက်မယ်ဗျာအဲ့ဒါဖွင့်ပေးပြီးရရင်တော့ပြန်ထွက်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဘေးမှာဘားလေးပေါ်လာမယ်ဘားလေးပေါ်လာရင်မှ PUBG ရဲ့ကိုဝင်လိုက် PUBG ရဲ့ကိုဝင်ပြီးတော့အမှအောက်ကဘားလေးကိုဖြည်းဖြည်းချင်းဆွဲချလိုက်ဗျာအဲ့ဒါဆို brother တို့လိုချင်တဲ့ PC view ရပြီတော့နော် Okay ဟို PC view မရတဲ့ဖုန်းတွေဆိုရင်ကျွန်တော် iPad view လုပ်နေလာမေးလို့ရရင်တော့ကျွန်တော်အကုန်လုံးကိုသေချာရှင်းပြပေးမယ်နော်PC view လောက်တာဗျာကောင်းတယ်ဒါပေမဲ့အားသာချက်အားနည်းချက်တို့ရှိရဗျာအားသာချက်ကဘာလဲဆိုတော့ screen size ပုံမြင်ရမယ်စကုတ်ငြိမ်သွားမယ်ပြီးတော့ပြစ်လို့လည်းပိုကောင်းတယ်ဗျာ view ကအကျယ်ကြီးဆိုတော့လေအားနည်းချက်ကဘာလဲဆိုတော့ brother တို့ enemy ဗျာရိုးဒီ PUBG ရိုး graphic တဲ့ဒီအောင်နည်းနည်းလေးပိုသွားတော့ enemy ရောတော်တော်ကြည့်ရတယ်တိတ်ဟိုအဝေးဆိုရင်ဗျာတိတ်မမြင်ရဘူးအဲ့တပုံမျိုးပဲ Okay training ground မှာ brother တို့ဒီ PC view လေးကိုတစ်ချက်ကြည့်ပါနော်။စိုက်တဲ့သူတွေကလည်း like လုပ်ပေါ့ဗျာ။ဒါပေမဲ့အကယ်လုံးလို့မရဘူးဆိုရင်တော့ကျွန်တော်လာမေးလို့ရတယ်။သူလက်ကွက်တွေတော့ပြန်ချင်းရဗျာ။ Redmi ဖုန်းတွေဆိုရင်တော့တော်တော်များများလုပ်လို့ရတယ်ဗျာ။တခြားဖုန်းတွေကတော့ brother တို့ application တစ်ခုသုံးပြီး iPad view လုပ်နေလေရှိတယ်။ဒီ brother တို့တည်ကြည့်ဆိုကျွန်တော်လာမေးလို့ရတယ်။ဒီဗျာစကုတ်လည်းငြိမ်တယ်စကုတ်တော်တော်ငြိမ်တယ်လို့ပြောရမယ်ကျွန်တော်ရိုးထက်အများကြီးငြိမ်တယ်ဗျာပြီးတော့ joystick တွေပါတွေတုံးရတာလည်းအဆင်ပြေရိုးထက်ပိုမိုက်တယ်ဘောက်တွေပါတွေပြင်မယ်ဆိုပိုမိုက်တယ်ဗျာ PC view ကဘောက်ပြလို့တအားကောင်းတယ်စကုတ်ကတော်တော်ငြိမ်တယ်စကုတ်ကတော်တော်ငြိမ်တယ်အဲ့တော့ရိုးထက်အများကြီးပိုငြိမ်တယ်ဗျာဒီချမ်းမကြည့်ရရှင်ကျွန်တော်လာမေးလို့ရတယ်เนาะကျွန်တော်ဒီတလောက်တော့အကုန်လုံးပြပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်